တောင်ကလာပါမြို့ရဲ့အချက်ချာကြတဲ့မာကလမ်းမပေါ်မှာရှိတဲ့လူအသင့်တက်နေလို့ရတဲ့မီနီကွန်ဒိုတစ်တစ်ခုနဲ့အယောင်မိတ်ဆက်ပြပြစီရှင်အချက်ချာကြတဲ့နေရာမှာရှိပြီးတော့ရတနာလမ်းမြစ်တာလမ်းသူ့မင်္ဂလာလမ်းမကြီးတို့နဲ့ဓာတ်ရိုက်ထိဆက်ထားပြီးတော့ကျိုက်ကဆန်ဘုရားနဲ့လည်းအနီးဆက်ဆုံးနေရာမှာရှိတဲ့ပြင်ဆင်ပြီးသားမီနီကွန်ဒိုတစ်တစ်ခုလည်းဖြစ်ပါတယ်ရှင်တောင်ကလာပါမြို့နယ်စနစ်ရက်ကွက်ရဲ့အကောင်းဆုံးသောနေရာမာကလမ်းမပေါ်မှာရှိတဲ့ဒီတိုက်တလေးရဆိုလို့ရှိရင်တော့နေရာအရာရောအစင်းသင့်ပြင်ဆင်ထားမှုကြောင့်မှအရန်ကိုတန်လုံးနဲ့ရွေးချယ်မှုတစ်ခုပဲဖြစ်ပါတယ်ရှင်ဒါကတော့ဒီမီနီကွန်ဒိုရဲ့အေကန်လေးပဲဖြစ်ပါတယ်ရှင်ဒီအေကန်ထဲမှာအသုံးပြုပေးထားတဲ့ lighting တွေ furniture တွေ decoration တွေအားဆိုလို့ရှိရင်လည်းပဲ luxury ဆန်ဆန်အသုံးပြုပေးထားတာတွေ့ရပြီးတော့ color တွေကိုဆိုလို့ရှိရင်လည်းပဲမျက်စိအေးစေမဲ့ color ငြိမ်ငြိမ်လေးတွေကိုလည်းအသုံးပြုပေးထားတာတွေ့ရပါတယ်ရှင်အေကန်ထဲမှာဆိုလို့ရှိရင်လည်းပဲ TV တင်တဲ့စင်ပါမယ်စာအုပ်တွေတင်မှုတဲ့စင်တွေပါမယ်ဆိုဖာစတီတွေပါမယ်အေကွန်တစ်လုံးလည်းပါမှာဖြစ်ပြီးတော့24နာရီမီးရရှိဖို့အတွက် power station လည်းပါမှာဖြစ်ပါတယ်ရှင်ပြီးတော့ဒီခန်းထဲမှာသုံးထားတဲ့မျက်နှာချက်နဲ့ lighting တွေအားဆိုလို့ရှိရင်လည်းပဲ luxury ဆန်ဆန်အသုံးပြုပေးထားတာကိုလည်းတွေ့ရပါတယ်ရှင်အေကန်ရဲ့အရှိဘက်မှာဆိုလို့ရှိရင်လည်းပဲဖျားကန့်အတွက်နေရာတည်တံ့လုပ်ထားတာဖြစ်ပြီးတော့ဖျားစင်ကိုလည်းပဲတည်တည်ချာချာတက်တက်ရဲရဲလေးပြင်ဆင်ပေးထားတာလည်းတွေ့ရပါတယ်ရှင်အေကန်ရဲ့အရှိဘက်မှာဆိုလို့ရှိရင်လည်းပဲဝရန်နာတစ်ခုရှိမှဖြစ်ပြီးတော့အေကန်နဲ့ဝရန်နာရဲ့ဈာထဲမှာဆိုလို့ရှိရင်လည်းပဲ model ဆန်ဆန် slide door တကားကိုအသုံးပြုပေးထားတာတွေ့ရပါတယ်ရှင်ထူးထူးခြားခြားဒီမီနီကွန်ဒိုရဲ့နေရံတွေအားဆိုလို့ရှိရင်လည်းပဲအုတ်သားတော်တော်ကောင်းတာကိုတွေ့ရပြီးတော့ decoration တွေ color တွေအားဆိုလို့ရှိရင်လည်းပဲမျက်စိငြိမ်နေမယ် color အေးလေးတွေကိုလည်းအသုံးပြုပေးထားတာတွေ့ရပါတယ်ရှင်ပြီးတော့ဒီရှောက်လန်းမှာအသုံးပြုပေးထားတဲ့မီးအိမ်တွေပကြီးကားတွေအားဆိုလို့ရှိရင်လည်းပဲ minimalist ဆန်ဆန်အသုံးပြုပေးထားတာကိုလည်းတွေ့ရပါတယ်ရှင်ဒီမီနီကွန်ဒိုမှာဆိုလို့ရှိရင်တော့ master bedroom တစ်ခန်း single bedroom တစ်ခန်းပါဝင်မှာပဲဖြစ်ပါတယ်ရှင်ဒါကတော့ single bedroom ခန်းလေးပဲဖြစ်ပါတယ်ရှင်ဒီ single bedroom ထဲမှာဆိုလို့ရှိရင်တော့ထူးထူးခြားခြားမျက်နှာချက်မှာ decoration ကိုတော်တော်လေးပြင်ဆင်ထားတာတွေ့ရပါတယ်ရှင်ပြီးတဲ့အခါကျတော့ဒီ single bedroom ထဲမှာဆိုလို့ရှိရင်တော့ကရင်တစ်လုံးပါမယ်အေကွန်တစ်လုံးပါမယ်စာအုပ်တင်စင်တွေပါမယ်နိုင်ရကက်ဗီဒီယိုအကြီးတစ်လုံးကိုလည်းအစင်နဲ့ထားရှိပေးထားတာတွေ့ရပါတယ်ရှင်ဒီမီနီကွန်ဒိုရဲ့ရှောက်လန်းမှာဆိုလို့ရှိရင်လည်းပဲစာအုပ်တင်မှုအတွက်စင်အကြီးတစ်လုံးကိုထားပေးထားတာတွေ့ရပါတယ်ရှင်ပြီးတဲ့အခါကျတော့ဒီတိုက်ခန်းရဲ့ကျန်းကင်းတွေကိုဆိုလို့ရှိရင်လည်းပဲကျွန်းပါကေးအကောင်စားတွေကိုအိမ်လုံးခင်းချင်းထားတာတွေ့ရပါတယ်ရှင်ဒီခန်းလေးကတော့ master bedroom ပဲဖြစ်ပါတယ်ရှင်ဒီ master bedroom ထဲမှာဆိုလို့ရှိရင်တော့2ယောက်အိတ်ကရင်တစ်လုံးပါမယ်မှန်တိကုံအကြီးတစ်လုံးပါမယ်အဲကွန်တစ်လုံးလည်းပါမှာဖြစ်ပြီးတော့နိုင်ငံကဗီဒီယိုအကြီးတစ်လုံးကိုလည်းအစင်နဲ့ထားရှိပေးထားတာတွေ့ရပါတယ်ရှင်ဒီ master bedroom ထဲမှာဆိုလို့ရှိရင်တော့ toilet နဲ့ရေချိုးခန်းတစ်ခါတည်းတွဲရဲပါဝင်မှာပဲဖြစ်ပါတယ်ရှင်ဒီရေဘူးရေးဆက်တွေကျွေးပေးစင်တွေကိုလည်းပဲတစ်ခါတည်းထည့်သွင်းအသုံးပြုပေးထားတာကိုလည်းတွေ့ရပါတယ်ရှင်ဒါကတော့ဒီမီနီကွန်ဒိုရဲ့ kitchen နဲ့ dining room ပဲဖြစ်ပါတယ်ရှင်ဒီ kitchen room ထဲမှာဆိုလို့ရှိရင်တော့အရှင်မတွေစိတ်ကြိုက်ခင်မီဆန်တဲ့ furniture အပြည့်အစုံကိုထည့်သွင်းအသုံးပြုပေးထားတာလည်းတွေ့ရပါတယ်ရှင်ဒီဘက်မှာဆိုလို့ရှိရင်လည်းပဲအရှင်မတွေစိတ်ကြိုက်ချက်ပြုတ်နိုင်မှုအတွက် gas လုပ်တွေ filter wood တွေ cabinet တွေ basin တွေကိုလည်းပဲတစ်ခါတည်းထည့်သွင်းအသုံးပြုပေးထားတာလည်းတွေ့ရပါတယ်ရှင်ဒီ kitchen room ထဲမှာဆိုလို့ရှိရင်တော့ brain mount တစ်ပေါက်ပါဝင်တာဖြစ်လို့လေဝင်လေထွက်နဲ့နေရောင်ခြည်ကောင်းကောင်းမွန်မွန်ရရှိတာကိုလည်းခံစားရမှာပဲဖြစ်ပါတယ်ရှင်ဒီဘက်မှာဆိုလို့ရှိရင်လည်းပဲအဝတ်လျှော်စားထားဖို့အတွက်နေရာတည်တံ့လုပ်ပေးထားတာတွေ့ရပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်လည်းပဲ compound toilet တစ်ခုရှိမှာပဲဖြစ်ပါတယ်ရှင် compound toilet ထဲမှာဆိုလို့ရှိရင်တော့ရေဘူးရေအေးဆက်တွေရေပန်းတွေကိုလည်းပဲတစ်ခါတည်းထည့်သွင်းအသုံးပြုပေးထားတာလည်းတွေ့ရပါတယ်ရှင်အနည်းချုပ်အပြင်ဒီမီနီကွန်ဒိုဟာဆိုလို့ရှိရင်တော့တောင်ကလာပါမြို့နယ်စနစ်ရက်ကွယ်မာကလမ်းမပေါ်မှာရှိတဲ့တိုက်ခန်းလေးတစ်ခုပဲဖြစ်ပါတယ်ရှင်အလွှာအနေနဲ့9လွှာမှာရှိပြီးတော့24နာရီလစ်ပြတဲ့တိုက်ခန်းလေးလည်းဖြစ်ပါတယ်ရှင် PCC ကြပြီးကိုပိုင်မီတာကြပြီးဖြစ်တာကြောင့်လူအသစ်နေလို့ရတဲ့တိုက်ခန်းလေးလည်းဖြစ်ပါတယ်ရှင်အယောင်ခေါ်စေးအနေနဲ့3,4800ကိုညှိနှိုင်းရောင်းချပြီးမှဖြစ်ပြီးတော့ဗန်ဂျိတ်အနေနဲ့လည်းဝယ်ယူလို့ရနိုင်တဲ့တိုက်ခန်းလေးလည်းဖြစ်ပါတယ်ရှင်ဒီတိုက်ခန်းလေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့ပေးချက်ပေါက်မှဖြစ်စေဖော်ပြထားတဲ့ဖုန်းနံပါတ်တွေကနေဖြစ်စေအသေးစိတ်မေးမြန်းဆောင်ရွက်နိုင်ပါတယ်ရှင်